ဟုတ်ကဲ့ကျွန်မကြောက်ကစားထိုးဖို့လုပ်နေတာတော်တော်လေးကြာခဲ့ပြီပေါ့နော်2023 5လပိုင်းကလေးကစူးစမ်းခဲ့တာပေါ့နော်2023 12လပိုင်းပေါ့နော်4ရက်နေ့မှာကျွန်မတို့ခွဲဖို့အတွက်ကိုဒိတ်ရတယ်ပေါ့နော်ပုတ်တွေလည်းကိုအောင်ပြီးတော့ခွဲဖို့အတွက်ကိုဒိတ်ရတယ်စေးရုံနဲ့ကျွန်မတို့တတ်ထားပြီးပြီအဲ့အချိန်မှာပေါ့နော်ဒီဒိုနာနဲ့ကျွန်မနဲ့ကိုစေးပြန်စစ်တဲ့အချိန်မှာအဲဒိုနာမှာကြောက်တဲ့အလူရှင်မှာပေါ့နော်အတန်းအဆိုင်လေးတက်နေတယ်ဆိုပြီးတော့ဆရာတွေကအခုစေးကိုပြန်စီးပြီးတော့ပေါ့နော်သူကုသရင်လည်းကုသအောင်ဒါမှမဟုတ်ရင်လည်းအလူရှင်တစ်ရှာလိုက်ပါတော့ဆိုပြီးတော့ဆရာတွေကပြောတော့ခါကျကျမတို့ကစေးကိုဆင်းလာတယ်ပေါ့နော်အဲ့ချိန်ကျမကြောက်ကအဆင့်လေးပဲရှိသေးတယ်ကြောက်ကမစေးရသေးပေါ့နော်ကြောက်ကမစေးရသေးပဲနဲ့ကျမအဆင့်လေးနဲ့အစားထိုးဖို့ကြိုးစားခဲ့ရပေါ့နော်ဒီလိုဘဝကြီးကိုမဖြစ်ချင်လို့ပေါ့နော်ကြောက်ကစေးရတဲ့ဘဝကြီးကိုမဖြစ်ချင်လို့ဆိုပြီးတော့စောစီးလို့ဖို့အတွက်ကိုစူးစမ်းခဲ့တာအဲ့အချိန်မှာဘောနော်ကျမရဲ့အလူရှင်ကိုကျမတို့ကအစ်စ်လည်းမရှာနိုင်တော့ဘူးသူ့အတွက်လည်းဆေးစစ်ထားရရောအကုန်ကြရရများထားပြီဆိုတော့နောက်တစ်ယောက်လည်းကျမတို့မလွယ်တော့ဘူးပေါ့နော်မလွယ်တော့တဲ့ခါကျတော့ဒီအလူရှင်ကိုပဲဆေးဆက်ကုမယ်ကောင်းသွားတယ်ဆိုလို့ရှိရင်သူရယူမယ်ဆိုပြီးတော့အဲ့လိုသူ့ကိုစောင့်ရင်ဆေးကုပေးရင်လည်းကျမကကြောက်ကဆေးတဲ့အဆင့်ရောက်သွားပေါ့နော်အဆင့်9ရောက်သွားတာပေါ့အဲ့ဆိုတော့အခုကျမကြောက်ကဈေးနေရဈေးနဲ့လည်းသူ့ကိုကုပေးတယ်ကောင်းလားမလားဆိုပြီးတော့နော်ရန်ကုန်ခေါ်ထားပြီးတော့ကုပေးရပေါ့နော်ကုပြီးတော့လည်းဆရာဝန်ရဲ့ပေါ်ဆောင်မှုပဲပေါ့နော်ပြောရရင်တော့အဲ့ဒါအသေးစီဘိုးဝင်သွားတယ်ပေါ့အသေးစီဘိုးဝင်သွားတယ်ဒါကိုလည်းဆရာဝန်တွေကတို့ထိမထားမိဘူးဒါကိုယ့်ဘက်ကိုဒီဘိုးစီဘိုးကိုယ့်ဘက်ကိုစစ်လိုက်တဲ့ခါကျမှပေါ့နော်စီဘိုးရှိနေမှန်းသိတာဘယ်ချိန်ကြီးဖြစ်နေမှလည်းကျွန်တော်တို့မသိရဘူးပေါ့နော်အဲ့ဆိုတော့ကျွန်မအခုကအလူရှင်အသေးထပ်ရှာနေတာပါနောက်ထပ်တစ်ချိန်ပြန်စူးစမ်းရမယ်ပေါ့နော်ကျွန်မတို့လည်းနောက်ဆုံးခွင့်ရေးပဲဖြစ်တော့မယ်ထင်တယ်ငွေကုန်ကြလည်းအရင်များနေပေါ့နော်အခုကြောက်ကစီးရတာတောင်မှဒါကျွန်မအလူငွေနဲ့စီးတာပါအစားထိုးမဲ့ပတ်စံလေးကိုတော့အမေကတော့လောက်ထားပြီးရပေါ့နော်အဲ့ဒါလေးကမထိရဲဘူးကြောက်ကစီးလိုက်ရှင်ကုန်သွားမှဆိုလို့ပေါ့နော်အဲ့လိုပေါ့နော်ပထမချိန်တုန်းကလည်းအဲ့လိုဒီလိုစောက်ရင်းနဲ့ပဲပထမချိန်တုန်းကစားထိုးမဲ့ပတ်စံတွေကလည်းကုန်သွားခဲ့တာပေါ့နော်အဲဆိုတော့ကျွန်မကဒီတစ်ခေါက်လည်းပြပြမှဆိုတော့ခါကျတော့မထိရဲဘူးရှင်အဲ့ပတ်စံလေးကိုလေအဲဆိုကျွန်မအလူခံပြီးတော့စီးနေပါတယ်ကြောင့်မလို့အသက်ဆက်ဖို့အတွက်ပေါ့နော်အလူငွေလေးကျွန်မကိုကူညီပေးကြပါအောင်လို့TikTokမှာတော့တစ်ခေါက်မှအလူမခံဘူးပေါ့နော်ဒါပေမဲ့အခုအလူငွေလေးကလည်းနည်းတဲ့အတွက်ကိုကျွန်မကိုကူညီပေးကြပါအောင်လို့မေတ္တာရက်ခံပါတယ်ရှင်